က်ကတော့လူတိုင်းမှာရှိတာပဲပေါ့အနည်းဆုံးတော့ကို့ဖေနဲ့အမေကိုအခုလိုမျိုးဥမာတဲ့အိမ်နဲ့နေရရင်နောက်ဓာတ်ရမီနဲ့ဒီလိုအိမ်ဒါမျိုးအဲ့လိုမျိုးနဲ့နေစေချင်တယ်ပေါ့အဲ့မဲ့ကျွန်တော်ရင်းနဲ့ဟာဆန္ဒအစ်စ်မှန်ကိုတွေ့ရရင်ကျွန်တော်သားသမီးတွေကိုအခုလိုကြောင်းထားတာလေသူတို့ရှိရဘာမျိုးလေးချက်မှမရှိသူတို့ဘဝလေးတာယာချမ်းမြေလို့ပဲဖေသူကြောင်းရတော့မယ်ဟောအဲ့ဒီဟိုမှာကျောင်းသွားလို့ရှိရင်တော့လူကြီးရဲ့ဟိုမှာလမ်းတွေကိုကြည့်ရှုဟာလားလမ်းတွေကကောင်းတာမဟုတ်ဘူးဘွတ်တွေကြိုက်နေနဲ့အဲ့ဟိုမှာရွာတွေကဟိုမှာတငယ်ချင်းနေနေလဲတူတူဟာလားဟုတ်သွားပြီလားဟုတ်ဖေမေတွေအတွက်ကိုရရကိုအကျိုးအတွက်ကောပေါ့နော်ထွန်းထွန်းပေါက်ပေါက်ဖြစ်လာရင်ကိုဒီနောက်လာမဲ့ရွာတဲ့မျိုးဆက်တွေဒီလိုကလေးတွေလည်းဖြစ်စေခြင်းနဲ့ကိုရဲ့တက်ခဲ့တဲ့မူလာတဲ့အကြောင်းလေးကနေဒီကအကြောင်းထွက်ပါလားဆိုပြီးတော့လဲဆရာဆရာမငယ်ဆရာဆရာမတွေကိုဂုဏ်စေခြင်းနဲ့ဒါမျိုးတွေလည်းရှိတာပေါ့နော်ကျောင်းဆရာမဖြစ်အောင်လည်းကြိုးစားမယ်စာရေးဆရာလည်းဖြစ်ကိုဖြစ်ကမယ်ဒါသမီးပေးတဲ့ဂရီမဖြစ်ပြအောင်လည်းလုံပါဒါပေမဲ့သမီးလေးကဒီလိုလုပ်ပေးခြင်းနဲ့ဆိုတာအတိရတော့ဝမ်းသာတာမမလည်းပေးလိုက်ပြောင်းလဲမြလာပါနေတာမြမတို့ရဲ့နှလုံးသားထဲမှာရှိပြီနဲ့တနခါဆိုရှိပြီနဲ့Stan Media ဖြစ်ရတော့ပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှဆိုလို့ရှိရင်တန်းသမီးတွေကြောင်းကပြန်လာတာတော့မှအဲ့လိုစိုးရင်ကြောင်းကြမှုတွေများနေတဲ့ကြားရတာတော့မှသူတို့ရဲ့နေ့စဉ်ပုံမှန်ကြောင်းတိုင်နိုင်ရေးအတွက်ကိုအလုပ်ကိုလုပ်နေရတာစိတ်ကလာသူတို့ရှိမှရောက်နေပြီမဲ့လူကမသွားနိုင်ဘူးလေသွားလို့ရှိရင်အလုပ်ပြည့်ရင်နှောက်တဲ့နေသူတို့ကြောင်းတက်ဖို့ကအခက်အခဲဖြစ်သွားမယ်အဲ့လိုနေရတယ်ကျွန်တော်တို့ပါစိတ်ပူရတာတော့တော်တော်ပူရတယ်လို့ပြောရမှာပေါ့အခုလိုရေးကြီးမို့ဆိုရဆိုလို့ရှိရင်သူများတွေသွားကြအကြောင်းသားချင်းချင်းပေါ့နော်အကြောင်းသားမိပါတယ်သူများတွေရွာထဲမှာနေတော့သွားကြရတယ်ဒီမှာအလုပ်တစ်ဖက်လုပ်လဲပြီးတော့နင်းသွားကြိုးမကြိုးနဲ့ခလေးကိုဒီမှာထားကန်ကကြပြားသွားကြမှာအဲ့ဒါမြေတောင်းချပြီးတော့အဲ့မြင့်ဖောက်တက်သွားပေးရတယ်အဲ့ဒီမြင့်ငါပြလာမှာပတ်ဆိုင်ချင်းပေးပါငါသမီးတွေအင်းသွားကြမှာသူများတွေသွားကောင်းသွားဟိုရောက်တော့သူများတွေကလည်းကူညီပါတယ်ကိုကနှောက်ကြမှာရောက်တော့ရေးရဒီရောက်တယ်ဆိုတော့ရေစီးတန်းတဲ့အခါကျတော့ကိုကမကူးနိုင်တော့ဘူးလေမကူးနိုင်တော့ငါ့ကိုတက်လက်တွဲကြပါငါသမီးငါ့ကိုမတွဲနေငါသမီးတွေကိုဒီဘက်ကိုရအောင်ပို့ပေးကြပါအောင်တော့ဒါပဲနဲ့ရွာတွေကလူတဲ့ကြဟိုဖြစ်တဲ့နေရာလားအဲ့ဒါအခုကနည်းနည်းလေးတက်သေးတာဒီဘက်ကျွန်တော်ဒီဘက်မှာဒီလိဘက်ကိုလမ်းသွားတာမနေ့ကဆိုဒီဘက်လမ်းပေါက်နေတယ်ဒီဘက်လမ်းအပုတ်ဆိုးတယ်ရေးတက်တဲ့အခါကျရင်ဟိုမှာဟိုဓာပြချီတာလေအဲ့ဒီဓာပြနေကြရေစီးကတားတော့ကိုကလည်းမကူးနိုင်ဘူးလေမကူးနိုင်တော့အလုံးလူစုပြီးတော့သွားကြတယ်ပေါ့သွားကြတော့ငါသမီးကိုလာငါသားသမီးတွေကိုအရင်ဒီဘက်ကိုကူးပေးပါငါ့ကိုမကူးရင်နေအဲ့ဒါသူများတွေကလည်းကူညီပါတယ်ဒီလိုပဲဝိုင်းဝန်းပြီးအဲ့လိုနဲ့ခက်ခဲနဲ့သူတို့အကြောင်းထားပဲအကြောင်းထားပေးရတယ်ပြန်လာတော့လေအိမ်ရောက်ပြန်တော့လေစားချက်ချင်းကနှစ်ကတော့ဒီမှာမရှိဘူးလေခါတလေကိုမမေ့ကြိုင်းခဲလို့မီးမရှိတာမျိုးကြတော့ခလေးလေးလည်းစားမကျက်နိုင်ကိုဖျောက်နိုင်ဘူးခါတလေဝယ်စရာပတ်စံတော့မရှိဘူးမရှိရင်သူတို့အားငယ်မှဆိုတော့သမီးရဲ့မေ့ကြိုင်းခဲလို့မနေ့ကအဲ့ဒါနေစေမေးမနေ့ကမှထမင်းချိန်နေနောက်ပိုင်းတော့မဖြစ်ဘူးသမီးလေးအိမ်ကနေလေးရွာကနေလေးအိမ်မှာခဏရဲတဲကိုမိပါနဲ့တော့မရှိကိုမိပါနဲ့ပဲသူကနေချင်းတယ်သမီးအဲ့လိုနေလို့ချင်းနေစားချက်ချိန်မရှိဘူးရွာထဲမှာနေမီးရလဲမီးလို့ဘာတော့မထွန်းရဘူးပြောတာဟုတ်အဲ့တော့သမီးရွာထဲမှာနေလဲမီးမထွန်းရရင်ဖျောက်နိုင်တယ်ဒါမှမဟုတ်ဓာတ်ခဲအားနေတဲ့ဟာနဲ့ကိုဟာနဲ့ကိုငိမ့်ပြီးတော့ကြက်ကတယ်အဲ့ဒါမျိုးကြက်ကတာလူမှာကိုကအဲ့ဒါလေးကိုသူ့ကိုမျိုးပြောပြတယ်ဆိုလဲဆိုရင်တော့ကိုသားသမီးရောအခုလိုဖြစ်လာတော့ဝမ်းသာတယ်ပေါ့ဟိုကတော့မေးပါဆိုတော့ဒါသမီးမိန်းကလေးဆိုတော့မေးပါနဲ့အနိကနေရတယ်ကိုသားသမီးဘာလို့တယ်ဆိုတာကိုသူမပြောခင်နဲ့အကုန်သိတယ်ဒါပဲနဲ့သိပြီနဲ့တော့ကိုကလုံးမပေးနိုင်တဲ့သူ့ကိုကမပြောဘူးငါသမီးမှာသူများကိုကအပြင်းသွားနေတယ်သူများသားသမီးတွေမှာကြောက်မှာအကုန်လေ့လာတယ်ပေါ့နော်ဒီကြောင်းရဲ့ဝေယဝဆာမှာဘာသုံးလို့လဲဆိုကြည့်လိုက်တော့ငါသမီးမှာတော့မရှိဘူးသူ့မှာတော့လိုးနေတယ်ဒါငါသမီးလေးဘာလို့မပူပါလဲမိဘရဲ့အခြေအနေကြောင့်မပူဘူးဆိုတာသိတယ်အဲ့ခါတိလေးကြတော့သမီးနေဘာတွေလိုအပ်လဲမေးကြည့်တယ်ဘာမှမလိုပါဘူးမယ်ရတယ်သမီးတငယ်ချင်းနေနဲ့ပဲ
သမီးအရင်မလို့ပေါ့နော်သူကသမီးတငယ်ချင်းအနေနဲ့သမီးကြည့်လို့ရတယ်အနေထားမျိုးကြတော့မိဘကိုသူမပူတော့ဘူးပေါ့နော်မဖြစ်မနေကြမှာအမေသမီးတော့မဖြစ်မနေလို့တယ်အဲ့ဒါလေးအမေလှုပ်ပေးပါဆိုလို့ရှိရင်တော့ကိုကလှုပ်ပေးရတယ်သူလိုတာကိုအစောကြီးအသိတယ်သိပြီးနဲ့လို့ကို့မှာမရှိတော့လဲသူကမပြောကိုကလည်းကိုကမလှုပ်ပေးနိုင်တော့လဲသူ့ကိုမပြောတာဘူးဖြစ်နေတယ်ပေါ့နော်အဲ့ဒါမျိုးဆိုတော့သမီးအားမငယ်နဲ့ရအောင်လှုပ်ပေးမယ်ဒါပေမဲ့သမီးရသူက2ရက်လောက်ဆိုရင်ကိုကတစ်ပတ်လောက်သူ့ကိုအချိန်ပေးပါလို့တောင်းဆိုတယ်ဒါသူရတယ်5ရက်လောက်ကြာမှအဖြစ်ရလည်းဖြစ်တယ်လောလောဆယ်1ရက်2ရက်ကလောက်ကသမီးတဲ့ငယ်ချင်းနေနဲ့ကြိုက်ကြည့်လိုက်မယ်အဲ့လိုမျိုးနဲ့ပဲသူ့မှာရုန်းကန်ရတာသူလို့တဲ့အချိန်ကိုကလည်းဝမ်းမပေးနိုင်အဲ့ဒါမျိုးပေါ့ အိမ်မက်ကတော့လူတိုင်းမှာရှိတာပဲပေါ့အနည်းဆုံးတော့ကို့ဖေနဲ့အမေကိုအခုလိုမျိုးဥမာတဲ့အိမ်နဲ့နေရရင်နောက်ဒါတဲ့မိနဲ့ဒီလောက်အိမ်ဒါမျိုးအဲ့လိုမျိုးနဲ့နေစေချင်တယ်ပေါ့ကို့အမလည်းငယ်နေချင်သေးတယ်ဆိုတော့စိတ်ရပေါ့အဲ့ဒါမျိုးတွေ့ခဲ့ဘူးပါ သူတို့တော့အိမ်ဆောက်ပေးချင်တာပေါ့ ဟုတ် ပါမမလေး ဆွေမေတွေအတွက်ကောကိုယ့်ရဲ့ပါကိုအကျိုးအတွက်ကောပေါ့နော်ကိုသားဒီမှာဟိုထွန်းထွန်းပေါက်ပေါက်ဖြစ်လာရင်ကိုဒီနောက်လာမဲ့ရွာတဲ့မျိုးဆက်တွေဒီလိုကလေးတွေလည်းဖြစ်လာနိုင်မဲ့လို့ပြောလို့မရဘူးပေါ့နော်အဲ့လိုမျိုးတွေလည်းသူတို့လည်းဖြစ်စေခြင်းနဲ့ကိုရဲ့တက်ခဲ့တဲ့မူလာတဲ့အကြောင်းလေးကနေဒီကအကြောင်းထွက်ပါလားဆိုပြီးတော့လည်းဆရာဆရာမငယ်ဆရာဆရာမတွေကိုဂုဏ်စေခြင်းနဲ့ဒါမျိုးတွေလည်းရှိတာပေါ့နော် အဲ့မဲ့ကျွန်တော်ရင်းနေတာဆန္ဒအစစ်အမှန်ကိုပြောပြရရင်ကျွန်တော်သားသမီးတွေကိုအခုလိုကြောင်းထားတာလေသူတို့ရှိကဘာမျောလင်းချက်ပါမရှိသူတို့ဘောကလေတာယာချမ်းမြေဖို့ပဲအဲ့ဒီရွယ်ချက်လေးတစ်ခုပဲရှိတယ် ဒါပေမဲ့သမီးလေးကဒီလိုလုပ်ပေးခြင်းနဲ့ဆိုတာသိရတော့ ဝမ်းသာတာပေါ့လေ တောင်းပြန်မှဖြစ်အောင်လဲကြိုးစားမယ်စာရေးစရာလည်းဖြစ်ကိုဖြစ်ကမယ်ဒါသမီးပေးတဲ့ဂရီးပါမဖြစ်ပြအောင်လဲလုံမှာပါဒီပါနှစ်ပါးစလုံးကိုဒီမှာအဲ့လိုပြအောင်ထားမှာပါ Stan Media